ဖျားကိုထောမနာတခြင်းဆိုပါမည်။အိုးထာဝရဖျားအကျွန်ုပ်အော်ဟစ်သောအတန်ကိုနားထောင်တော်မူပါ။အကျွန်ုပ်ကိုတနာ၍ထူတော်မူပါ။ငါ၏မျက်နာကိုရှာကြလောဟုသောအမိန့်တော်ကိုရှေ့တော်၌အကျွန်ုပ်သည်တတိပြုလျက်အိုးထာဝရဖျားကိုရော၏မျက်နာကိုရှာပါမည်။အကျွန်ုပ်ကိုမျက်နာလွဲတော်မမူပါနှင့်။အမျက်ထက်၍ကိုရော၏ကြုံကိုပယ်တော်မမူပါနှင့်။အကျွန်ုပ်ကိုကယ်တင်တော်မူသောဖျားကိုရောသည်အကျွန်ုပ်ကိုအမဆတော်မူဘူးသည်ဖြစ်၍အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။ကိုမိဘတို့သည်အကျွန်ုပ်ကိုစွန့်တော်လဲထာဝရဘုရားသည်အကျွန်ုပ်ကိုချီယူတော်မူမည်။အိုးထာဝရဘုရားကိုရော၏လမ်းကိုအကျွန်ုပ်အားပြသတွင်တင်တော်မူပါ။ကျွန်ုပ်၏ရန်သူတို့ကြောင့်ဖြောင့်သောလမ်းထဲ၌အကျွန်ုပ်ကိုပို့ဆောင်တော်မူပါ။မမှန်သောတက်တွေကိုခံသောသူတို့နှင့်ညှင်းဆဲခြင်းကပြင်းစွာသောအသက်ရှူသောသူတို့သည်အကျွန်ုပ်တစ်ဖက်၌ထကြသည်ဖြစ်၍ရန်သူတို့အလိုသို့ကျွန်ုပ်ကိုအနှံတော်မူပါနှင့်။ကယ်ဆင်စစ်အသက်ရှင်သောသူတို့၏နေရာတွင်ထာဝရဘုရား၏ကျေးဇူးတော်ကိုငါတွေ့မြင်မည်ဟုယုံမှတ်ဆွဲလန်းခြင်းရှိ၏။ထာဝရဘုရားကိုမျှော်လင့်လော့။အာယူ၍ရင်းရင်သောစိတ်နှလုံးရှိလော့။ထာဝရဘုရားကိုမျှော်လင့်လျက်နေလော့။ဤသည်ကထာဝရဘုရား၏နှုတ်ကပတ်တော်ပေတည်း။ဆက်လက်၍ကြားနာရမည့်ဓမ္မသစ်ကျမ်းစာတော်မြတ်မှာရှောဟန်ခရစ်ဝင်ကျမ်း